ဒီသူတို့ဇင်ပြသတ္တတ္တခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်ယူပြီးတော့တရားတော်တို့ကိုနာခံမှတ်သားနိုင်ကြပါပြီဒုရာယောဂီတို့2 ရက်မြောက်ရှိပြီဆိုတော့တလုံးလေးနေမြရတယ်ဘုံကစက်တော့မကင်တာကိုစက်မကောင်းရင်တော့တည်2 ရက်မြောက်ဆိုတော့ယောဂီတို့ယုတ်ရောနံရောအဲ့ဒီယုတ်နံရဲ့အနိစ္စဒုက္ခအနတ္တရောဒါဒီနေ့ဆိုရင်ဒါအနိစ္စအနိစ္စဆိုတော့ယောဂီတို့ရှုမှတ်တဲ့အခါမှာသတိထားရမယ် point ထားရမယ်နေရာက3 ခုသတိထားပြီးတော့စောင့်ကြည့်ရမယ်နေရာက3 ခုမျက်စိပါရင်4 ခု4 ဌာနပဲရှိတယ်အဲ့ဒီ4 ဌာနကိုယောဂီတို့ပုံသေးပဲမှတ်ထား4 ဌာနကိုဌာနအဖြစ်ပုံသေးမမှတ်ထားရင်ဒီတိုင်းဆိုရင်တစ်ခါဘာကိုရှုလို့ရှုရမှမသိဘာကိုပွားလို့ပွားရမှမသိနောက်ဆုံးနာတာတခုကိုပဲတရားရှုမှတ်စရာထင်ပြီးတော့မနာရင်တရားမရှုတတ်တော့ဒီလိုဖြစ်သွားတတ်တယ်ဒါကြောင့်ယောဂီတို့အဓိကကိုယ့်ရဲ့ဒီ point ထားရမယ့်နေရာက4 ခုရှိတယ်မျက်စိရယ်နားရယ်အတွေ့အထိရယ်အတွေးရယ်မျက်စိမှလည်းပဲယုတ်နံအနိစ္စဒုက္ခနားမှာယုတ်နံအနိစ္စဒုက္ခအတွေ့အထိမှာယုတ်နံအနိစ္စဒုက္ခအတွေးမှာယုတ်နံအနိစ္စဒုက္ခဒါဆိုရင်အဲ့ဒီမှာသဘာဝကိုကြည်တာနဲ့တာမညံကိုကြည်တာ2 မျိုးရှိရိုးရိုးလေးပြောရင်ယုတ်နံကိုကြည်တာနဲ့အနိစ္စဒုက္ခအနတ္တကိုကြည်တာ2 မျိုးရှိမျက်စိမှလည်း2 မျိုးနားမှလည်း2 မျိုးအတွေ့အထိမှလည်း2 မျိုးအတွေးမှလည်း2 မျိုးယနေ့ကအဲ့ဒီအကြောင်းကိုနည်းနည်းလေးယောဂီတို့ကိုရှင်းပြတော့တချို့လေးနားလေတယ်တချို့လေးအဲ့ဒီနောက်မှာနည်းနည်းလေးရှုပ်ထွေးနေတယ်လို့ခံစားရဉာဏ်မမိတယ်လို့ခံစားရရှုပ်ထွေးသွားတယ်လို့ခံစားရတာတွေ့လိုက်တယ်ယောဂီတို့နားလေရင်လေးနားလေတယ်လို့နားမလေရင်လေးနားမလေတယ်လို့ sense ကရတယ်ပြောရရင်တကောတွေပါဝါတွေရှိလို့တော့မဟုတ်ဘူးဒါမှဒီ sense ကရတယ်ဒါနားမလေဘူးတမျိုးဖြစ်နေပြီဒါတွေကိုရတယ်ဒါဆိုရင်ယောဂီတို့ဒါရိုးပဲမျက်စိနဲ့မြင်ပြီးဆိုပါစို့မျက်စိနဲ့မြင်နေတယ်မြင်တတ်တဲ့မျက်စိရဲ့သဘာဝဒါရုပ်ကိုပဲတတ်မှတ်တာနှိစ္စမပါဘဲနဲ့မျက်စိဆိုတဲ့ရုပ်တရားရဲ့ကဒီလိုမြင်တတ်ပါရောလားနံတရားကအာယုံကိုဒီလိုစဉ်းစားတွေးခေါ်တတ်ပါရောလားဒါသဘာဝကိုမှတ်တာအဲ့ဒီမှာအနိစ္စကိုမှတ်မယ်မျက်စိကဘလောက်ပဲမြင်သမျှဘာမှအဖတ်မတင်ဘူးနံတရားကဘလောက်ပဲတွေးသမျှဘာမှကြံမှာမဟုတ်ဘူးအနိစ္စပဲဒါအနိစ္စမိသွားဒုက္ခဆိုလဲဆက်မှတ်ရုံပဲအနတ္တလည်းဆက်မှတ်ရုံဒါယုတ်နံကိုရှုမှတ်ပြီးမှယုတ်နံရဲ့အနိစ္စဒုက္ခကိုအနိစ္စကိုဆက်မှတ်တာအဲ့လိုမဟုတ်ဘဲနဲ့
ရုပ်ကိုမှတ်မယ်ပြီးရင်ရုပ်ရဲ့အနိစ္စကိုမှတ်မယ်နာမ်ကိုမှတ်မယ်နာမ်ရဲ့အနိစ္စကိုမှတ်မယ်အဲ့ဒီလိုလေးတွေးသွားလို့ရတယ်ဆိုပါစို့မျက်စိကအစင်းကိုမြင်နေပြီဆိုရင်ဟောဒါမြင်တတ်တဲ့မျက်စိရဲ့သဘာဝပဲမျက်စိကဒီလိုမြင်တတ်ပါရောလားဒါရုပ်ရဲ့သဘာဝကိုကြည့်လိုက်ပြီးတော့မှဘလောက်ပဲမြင်ဒီရုပ်ဟာဒီမျက်စိဟာဘယ်အစင်းကိုမှသိမ့်ထားနိုင်စွမ်းမရှိဘူးဟောအနိစ္စပဲအဲ့ဒီလိုဆက်မှတ်လိုက်လို့ရတယ်ဆက်မှတ်လိုက်တာကိုဒါယောဂီတော့ပို့ပြီးတော့သဘောကျလိမ့်မယ်ပြီးရင်နာရဲ့သဘာဝကိုဆက်မှတ်မယ်ဟောနန္တရားဆိုတာလေဒီလိုပဲတွေးခေါ်စဉ်းစားတတ်တယ်ဒါပေမဲ့ဘလောက်ပဲတွေးခေါ်စဉ်းစားပါစေတခဏလေးပါပဲရှင်တန်ရင်တော့ပြည့်စည်သွားကြတာပါပဲလို့နန္တရားရဲ့သဘာဝကိုမှတ်မယ်နန္တရားရဲ့အနိစ္စကိုမှတ်မယ်အဲ့ဒီလိုယုံနံတွေးပြီးတော့သွားလို့ရတယ်မခက်ဘူးနောက်နားကိုသွားကြည့်မယ်နာကအတန်တွေကြားနေတယ်အတန်ကြားနေတယ်ပထမတော့ဆက်ရှင်းမှာတော့နာကအတန်ကြားနေတယ်လို့တော့မသိဘူးကားတန်လို့ပဲသိလိုက်တာကားတစ်စီးပြီးဆိုခုပြီးထွက်သွားကားပဲနားကိုကြိုပြီးတော့ကားစီတော့ရောက်သွားတာစိတ်ကဒါဆိုရင်ကားပဲဒါရှုမှတ်စရာပဲလို့တတိကလေးကတ်လိုက်ကားတန်ကြားတာနဲ့ငါတရားရှုမှတ်ရမယ်လို့တတိကလေးကတ်ရောဒါဆိုရင်ကားတန်ကြားတာရပြီကားတန်ကြားလိုက်တာနဲ့ငါတရားရှုမှတ်ရမှာပါရောလားလို့တတိကလေးဝင်လိုက်ဝင်ပြီးတာနဲ့ဒီနားကိုတတိကပြန်ကပ်ပြီးတော့ကြားတတ်တဲ့နားကယခုတော့ကြားနေတယ်ပြောရင်ကြားတော့ကြားပြီးပြီဒါပေမဲ့တရားဆိုတာပြီးမှမှတ်ရတဲ့မျိုးမလာခင်ကလေးကချိန်ထားလို့မှမရဟိုဘက်ကပြီးမှဒီဘက်ကလိုက်မှတ်ရတဲ့အမျိုးတကေကဒါကိုလည်းပဲပြစ္စုပန်လို့ပြောတယ်ပြစ္စုပန်မှာ2မျိုး3မျိုးရှိတယ်ခဏပြစ္စုပန်ဘုံစာအုပ်ထဲမှာတော့ထိရေးထားတယ်တန်တတိပြစ္စုပန်3လုံးရှိတယ်အတိအကျမိနေအဲ့ဒါလေးပဲတကယ်တော့ကြားပြီးမှဆက်မှတ်တာဒါလေးပြစ္စုပန်စရင်ဝင်တယ်ပြစ္စုပန်တစ်မှတ်တယ်လို့ပြောလို့ရဒါဖြင့်ကာသံတော့အတန်ကမရှိတော့ဘူးဒါပေမဲ့ကာသံပဲတရားမှတ်ရမယ်လို့တတိကလေးကပ်ပြီးတော့နားတိမှာကြားတတ်တဲ့နားကကြားနေတာနားကဒီလိုမျိုးကြားတတ်သကိုလို့နားကိုနဲ့မဆိုင်သလိုကိုနဲ့မပတ်သက်သလိုကြည့်ရှုနီးမှတ်နီးပေါ်တာကပြီးတော့မှဘလောက်ပဲနားကကြားနားတိမှာဘာမှသိသိထားလို့မရအနိစ္စပါရောလားကြားစေခဏမှာနန္တရားကလည်းကားလို့သိလိုက်တယ်ဒီအကြောင်းအရာနဲ့ပတ်သက်လို့တွေးခေါ်စဉ်းစားဝေဖန်လိုက်တယ်ဒီစိတ်ကလေးဖြစ်လာတယ်ဒါပေမဲ့ဘလောက်ပဲဖြစ်ဒီစိတ်ကလေးကလည်းတခဏပါရောလားအဓိကတော့ယုံနာရဲ့သဘာဝကိုကြည့်မယ်ယုံနာရဲ့အနိစ္စဒုက္ခအနတ္တကိုကြည့်မယ်အဲဒီလိုကြည့်ပြီးတော့ပိုင်ပြီးဆိုတော့မှဒီယုတ်ဒီနံတွေကဒီလိုကံစဲဥဒ္ဓဟာရကြောင့်ဖြစ်ပါတယ်ဖတ်တဆိုတဲ့နံတရားကြောင့်ဖြစ်ပါတယ်ဆက်ပြီးတော့နှလုံးသွင်းလို့ရပြီးတော့အဲ့ဒီဖြစ်ပေါ်နေတဲ့ယုတ်နံကိုလုံးလုံးကိုနဲ့မဆိုင်သလိုကိုနဲ့မပတ်သက်သလိုအဲ့ဒီတော့ဖြစ်ဖို့အတွက်လေးကြိုးစားလို့ရတယ်အဲ့ဒီကြိုးစားတဲ့အပိုင်းကနောက်မှလို့စဉ်အမှားနဲ့ပဲရိုးထွေးရင်လည်းထွေးပါစေဒီယုတ်နံကိုရှာဖွေရမယ်ယုတ်နံရဲ့အနိစ္စဒုက္ခအနတ္တကိုမြင်ကြည့်ရမယ်ပြီးတော့ဟိုဘက်ကနှံ့စင်ရေးအတွက်ကိုယ်နဲ့မဆိုင်တယ်လို့ကိုယ်နဲ့မပတ်သက်တယ်လို့လောဘဒေါသမောဟမပါအောင်ကြည်တာတို့ကပြောရရင်နှံ့စင်ရေးဖြစ်သွားပြီဒါကနှံ့စင်ရေးဖြစ်သွားပြီအဲ့ဒါကိုတစ်ချက်ကြည့်ုံမြတ်ပြင်းလေးမပြီးအကျဉ်းချင်းလက်ကျင့်မှရဘလောက်ပဲဒေါသမပါနဲ့လို့ပြောနာကျင်ရင်တော့ဖြုတ်ရှင်တာပဲအဲ့ဒါကိုမှအကျဉ်းချင်းလက်ကျင့်မှရတဲ့အမျိုးယုံနာအိဋ္ဌဒုက္ခအနတ္တဆိုတာကတော့တစ်ချိန်တစ်ခါသင်ထားရင်ဒါကမှတ်မိနေရင်ရှုမှတ်လို့ရတယ်လောဘဒေါသမောဟအတ္တမပါအောင်ကတော့အကျဉ်းချင်းတတိထားပြီးတော့အကျဉ်းချင်းလက်ကျင့်ရဒါတော့မှတတိမထားရင်ပါသွားတတ်သေးတာဒါပြင်ယောဂီတော့အတွေ့အထိမှာဘုံတော့ကာယအကြည်တော့မသွားတော့ဘူးဓာတ်၄ပါးနဲ့သွားလိုက်တယ်တွေ့ထိပြီဆိုပါစို့တွန်းကန်နေ
တွန်းကန်တယ်ဆိုတော့လေဆိုတဲ့သဘာဝတရားကအသက်ရှူတာတွေ့ပြီပေါ့တွန်းကန်တာကြီးဆိုပြီးတော့ထွက်လာမှာမဟုတ်ကိုယ့်ရဲ့အဆွေကအသက်ရှူတယ်လို့ဆွေးထားတာအဲ့ဒီစကလုံးနဲ့ပဲထွက်လာဟောလေကတွန်းကန်နေပါရောလားလေကတွန်းကန်နေတယ်ဒါသူ့ရဲ့အလုပ်သူ့ရဲ့သဘာဝပါရောလားလေရှိလို့လေထွက်နေတယ်လေနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးမို့လို့လေထွက်နေတယ်သူကြတော့လေကသူ့အလုပ်သူလုပ်ပါရောလားဆိုတာတဲ့ဒီလေတွေလေအပါဝင်လေဥစည်းတဲ့လေဥစည်းတဲ့ရေတို့မီးတို့ပထဝီဆိုတဲ့မြေဓာတ်တို့ဒါတွေကိုပါသူကသိရဒီဘုံဘုံတို့ပဋ္ဌာန်းမှာဆိုရင်ဒီတကောင်ပေါ်လာရင်တစ်ခုပေါ်လာရင်ကြံတဲ့သုံးခုကိုပါနှလုံးသွင်းခိုင်းတဲ့သဘောတွေ့ရဧကံခန္ဓံပရိစ္ဆတယောခန္ဓာတပါးကိုဥစည်းပြီးတော့မြင်ကြံတဲ့သုံးပါးကိုလည်းဆက်ကြည့်ပရိစ္ဆဆွေးပြီးတော့ကြံတဲ့သုံးပါးဆက်ဖြစ်တယ်ဖြစ်တာကိုသိရမယ်လို့ပြောတဲ့သဘောပေါ့တွေခန္ဓာပရိစ္ဆတွေခန္ဓာနှစ်ပါးဖြစ်ရင်ကြံတဲ့နှစ်ပါးကိုသိတယောခန္ဓေပရိစ္ဆဧကောခန္ဓောသုံးပါးထင်ရှားရင်ကြံတဲ့တစ်ပါးရှိနေတယ်လို့သိပါပဋိစ္စလို့သုံးတယ်တခါတခါနိတ္တယလို့သုံးမယ်တခါတခါတန်တ္ထလို့သုံးမယ်ပဋ္ဌာန်းစာအုပ်တွေပဋ္ဌာန်းကိုဖတ်နေတဲ့ပုဂ္ဂိုလ်တွေတွေ့လိမ့်မယ်ပဋ္ဌာန်းဆိုလို့သတိရလာလို့အဲ့ဒီပဋ္ဌာန်းပထမအုပ်တအုပ်ကိုဘုံဘုံအကျဉ်းရှုံပြီးတော့ရေးထားတဲ့စာအုပ်တအုပ်ရှိတယ်စာမျက်နှာ30-40လောက်ရှိမလားမသိရေးပုံရေးနည်းကတော့ဒီခန္ဓာကိုယ်ကိုမှီပြီးတော့ရေးထားတာဒီပဋ္ဌာန်းကိုအကျဉ်းရှုံယုံတက်မဟုတ်ဘူးစာမျက်နှာ1ကစာလေးပါတယ်လို့ဆိုပါစို့ပထမစာမျက်နှာ1မျက်နှာမှာပေါ့ပဲအဲ့ဒီပဋ္ဌာန်းစာအုပ်ကြီးကစာမျက်နှာ1ကလည်းပါရှင်ပါနိုင်တယ်စာမျက်နှာ30ကလည်းတစ်လုံးပါမယ်စာမျက်နှာ50ကလည်းတစ်လုံးပါမယ်150ကလည်းတစ်လုံးပါခန္ဓာကိုမူတည်ပြီးတော့ရေးထားတယ်ဘယ်လိုရေးထားလဲဆိုတော့ဟောအတိတ်ဘဝကပရိသန်တွေစနေရင်ဘေရောက်ဘေနံတွေဖြစ်ပြီးတော့ဘေပစ္စည်းတွေကကျေစုပြုတယ်အဲ့ဒါကိုရေးထားဟိုမှာတော့ဒီအဲ့လိုတော့မပါဒါပေမဲ့အကုန်လုံးကိုရှာဖွေပြီးတော့ရေးထားပရိသန်တွေကနေပြီးတော့ဒီဖက်ဒီအဲ့ဒါကနိုင်တရားမှီပြီးတော့ဆိုရင်ဘေပစ္စည်း24ပစ္စည်းမှာဘေပစ္စည်းတွေကျိုးကျေစုပြုမယ်ပဋိစ္စဆွေးပြီးတော့ဖြစ်တယ်ဆိုရင်ဘေပစ္စည်းတွေအကျိုးပြုမယ်စသည်ဖြင့်အဲ့ဒီလိုရေးထားပြီးတော့မှလက်ရှိပြစ္စုပန်ပရိဒီမဟာဘုတ်၄ပါးအရှင်းဘလို့အလုပ်လုပ်တယ်အဲ့လိုလုပ်တဲ့အချိန်မှာဘယ်ပဋ္ဌာန်းပစ္စည်းတွေကဘလို့အကျိုးကျေးဇူးတွေပြုပေးနေတယ်ဆိုတာကိုရေးထားတယ်ရေးတဲ့အခါတော်တော်လေးကိုရေးလိုက်ရတယ်တော်တော်ဆိုတာအဲ့ဒီတုန်းကတော့ဒီမှာစရောက်တော့ကအကြံတွင်လာဘာလားမသိတပတ်2ပတ်လောက်အချိန်ယူပြီးတော့ရေးလိုက်ရအဲ့ဒီတပတ်2ပတ်အတွင်းကအခန်းထဲကဘာမထွက်ဘူးတမန်တိပြည့်သွားရင်းနေရင်းနဲ့တခုခုအာယုံရသွားရင်အဲ့ဒီဘက်ကိုပြန်ပြီးတော့ကြည့်လို့မရတော့တမန်တိပြည့်သွားတော့အဆက်အဆက်ကပြောရရင်ဒီစာတပိတ်လေးကိုနှလုံးသွင်းထည့်ရတာပေါ့ဒီစာအုပ်တောင်လုံးကိုခေါင်းထဲမှာအလုံးထည့်ထည့်ရအသာလေးထည့်ထည့်ရထည့်ထားပြီးမှကိုလိုချင်တဲ့ point တွေကိုတခါတည်းကင်ဆွဲထုတ်ရတာဇာမျက်နှာ30ကတစ်လုံးပါရင်ပါမယ်50ကတစ်လုံးပါရင်ပါမယ်100ကတစ်လုံးပါရင်ပါအဲ့ဒီတော့ပေါင်းနေရတာဆိုတော့အာယုံကတစ်လုံးလွဲသွားလို့မရတော်တော်လေးကိုအာယုံစိတ်ရဒါတော့ဆွမ်းစားဖို့တစ်ခါကြွလာရင်ပြန်လာရင်မနေ့အာယုံပြန်စိတ်ရတရားကနိုင်ဝက်တနာရီပြန်ထန်လိုက်ရတယ်ပြီးတော့မှအဲ့ဇောက်ကအသာလေးဖွင့်ပြီးတော့အာယုံပြုပါဆိုတော့အဲ့ဒီလိုရေးထားတဲ့ဇောက်ခြားခြားပပပဲဒါဘုံဘုံအဲ့ website ထဲမှာတော့ကိုမို့တော့တင်ပေးထားတယ်ဆိုတော့အဲ့ဒီမှာပဋ္ဌာန်းမှာ
မဟာဘုတ်၄ပါးကတပါးတွေ့ရင်ကြံတဲ့၃ပါးလေးရှိတယ်ဆိုတာကိုဘုရားကသိခိုင်းတယ်ပေါ့နောက်ပြီးတော့ဒီသုတ်တံပိဋကတွေထိမှဆိုရင်လည်းပဲတပါးတည်းရှုခိုင်းတယ်ဆိုတာထက်အတွေးလိုက်ရှုခိုင်းတာများတယ်တပါးတည်းရှုခိုင်းတာကတည်းသမထကမ္မထံအတွက်ရှုခိုင်းတဲ့အခါမှာတော့တပါးတည်းရှုခိုင်းတဲ့ရှင်နေမျိုးတွေတွေ့ရတယ်အဲဒီသုတ်တံပိဋကတွေအားလုံးနဲ့ဘုံဘုံတော်ယောဂီတွေကိုတရားဟောပြီးပြီအစကနဲ့အဆုံးထိတရားဟောပြီးပြီဝီနည်းတစ်ခုပဲမဟုတ်သေးတာအဲ့ဒီသုတ်တံပိဋကအာလုံးဟောဘက်ဂုံသွားလို့ပဋ္ဌံပထမစာအုပ်တအုပ်အဘိဓမ္မာခဏကျမ်းအပါဝင်ပေါ့တချို့ဟာတွေကအကျဉ်းချုပ်တွေသွားပြီးတော့ပဋ္ဌံထိရောက်သွားတယ်အဲပဋ္ဌံပထမစာအုပ်တအုပ်ထိကိုဘုံဘုံအာလုံးအဲ့ဒါဟောပြီးပြီတလုံးမကြံတရပြီးတရဟောတာဒီကျမ်းမှာထားခဲ့တဲ့ဇာပြကျမ်းမှာထားခဲ့တဲ့သုတ်တံဆိုတာမရှိဘူးအဓိကလိုရင်း point တွေကိုပြောပြသွားတာဒါဖြင့်ဒီမှာကတတိယလာဒါဆိုရင်ဘုန်းဘုန်းတို့ကယခုဥပမာဆိုပါတော့တွန်းကံမှုထင်ရှားလာပြီဆိုရင်တွန်းကံမှုနဲ့တကွာသောကြံတဲ့သုံးကောင်တတိယလာဩဒီဓာတ်လေးပါးစုပေါင်းတိဆောက်ထားတဲ့အထေတရပဲဒီလိုအာယုံပြုလိုက်လို့ရဓာတ်လေးပါးစုပေါင်းထားတဲ့အစုအပုံပဲရုပ်တရားနဲ့ပတ်သက်လို့ရှုတဲ့အခါလေသဘာဝတရားကိုရှုတဲ့အခါဟိုဘက်ကအနိစ္စဒုက္ခမပါသေးဘူးဒီအတွေ့အထိရုပ်တရားဒီဘက်ကခန္ဓာကိုယ်အထေတရနဲ့ပတ်သက်လို့ရှုတဲ့အခါမှာပူရာကိုတွေ့ရင်လည်းပဲပူရာနဲ့ပတ်သက်တဲ့ဒီကြံတဲ့ဓာတ်၃ပါးအလုံးဓာတ်၄ပါးတို့သည်စုပုံထားတယ်အေးရင်လေအဲ့ဒါနဲ့အဲ့ဒါကိုအကြောင်းပြုပြီးတော့ကြံတဲ့ဓာတ်၃ပါးဓာတ်၄ပါးသည်အလုံးစုပုံထားကြတယ်ဓာတ်တွေအစုပုံပဲအဲ့ဒီဓာတ်တရားတွေကသူ့အလုပ်သူလုပ်နေကြပါရောလားလို့အဲ့ဒီတော့နှလုံးသွင်းတယ်ဒီဓာတ်တရားတွေဟာသူ့အလုပ်သူလုပ်ဆောင်နေကြပါရောလားငါလေးမဟုတ်ပါလားငါနဲ့လေးမပတ်သက်ပါရောလားအဲ့ဒီဓာတ်တရားတွေဘလောက်ပဲလှုပ်လို့ဒီဓာတ်တရားဓာတ်စုဓာတ်ပုံပြီးစက္ကန့်တိုင်းမှာဆွေးမြေ့ယိုယွင်းအိုမင်းနေကြတယ်ဒီမြေးတွေဆိုတာမရှိပါရောလားလို့အနိစ္စဖက်တော့သွားလို့ရဒါတွေကိုပူတွေလို့သိတဲ့စိတ်နားတွေလို့သိတဲ့စိတ်အေးတွေလို့သိတဲ့စိတ်ကတော့စက္ကန့်တိုင်းမှာပြည့်နေတယ်နန္တရားကတော့မျက်စိနားနဲ့အတူတူပဲရုပ်ကိုရှုမှတ်တဲ့အခါတော့သူကနည်းနည်းလေးဒီဘက်ကိုလှစ်ပြီးတော့နှလုံးသွင်းပေးလိုက်ဒါဆိုရင်တစ်ခါလေးပြီးသွားဒါဖြင့်ပြန်ပြောမယ်ခန္ဓာကိုယ်အတွေ့အထိပိုင်းကိုရှုမှတ်တဲ့အခါမှာအသက်ရှူတာကိုတွေ့သည်ဖြစ်စေပူရာဟိတာကိုတွေ့သည်ဖြစ်စေရွှေ့ထွက်တာကိုတွေ့သည်ဖြစ်စေနာကျင်ကြိုက်ခဲတာလေးလံတာကိုတွေ့သည်ဖြစ်စေဘယ်ကောင်တွေ့တကောင်ကောင်တွေ့ပြီဆိုတာနဲ့လေးကောင်လုံးကိုအာယုံပြုမယ်ဒီကောင်တွေစုပုံထားတဲ့အစုအပုံဖြစ်တယ်အဲ့ဒီလေးကောင်စုပုံထားတဲ့အစုပုံကလည်းဒီလေးကောင်တွေဟာသူ့လုပ်သူလုပ်နေကြတယ်သူ့လုပ်သူလုပ်နေကြတယ်ဘလောက်ပဲလှုပ်လို့မနေ့ကလေအမျိုးမျိုးတွေ့ထိပြီးပူပြီးအေးပြီးဒီနေ့ဒီပါမလားဒီနေ့တင်ပြီးသွားတယ်ဒီနေ့တင်ပြက်သွားတယ်ပြီးတော့ဒီလေးကောင်စုပေါင်းထားတဲ့ဒီအရှင်နေဒီလည်းပဲစက္ကန့်တိုင်းမှာကြည်ရင်နေတယ်စက္ကန့်တိုင်းမှာကြည်ရင်နေတယ်နန္တရားကလည်းသူ့ရဲ့အလုပ်သူလုပ်တယ်ပြီးတော့ပြက်သွားတယ်ဆိုတော့အဲ့ဒါလေးတွေကိုအဲ့ဒီလိုရှုမှတ်လို့ရတယ်ဒါကတော့ခန္ဓာကိုယ်အတွေ့အထိနဲ့ပတ်သက်လို့ရှုမှတ်ဖို့ဆိုတော့ဘုန်းဘုန်းတို့ဒါရောက်နေတဲ့တရားပေါ့အကျဉ်းချုပ်ရင်တော့အဲ့ဒါကိုမှကိုယ်နဲ့မဆိုင်သလိုကြည်ကိုယ်နဲ့မပတ်သက်သလိုကြည်လောဘဒေါသမောဟမပါအောင်ကြည်အတ္တမပါအောင်ကြည်ဆိုပြီးတော့ဒီလိုကြည်ခိုင်းတာအဲ့ဒါကိုယောဂီတို့ကအကျဉ်းချင်းပွားနေဖို့ပဲလိုတော့ဘာဝိတာပွားများပါဘဟုလိကတအကျဉ်းများစွာပွားများပါတဲ့ဘုရားရှင်ကဘောဇဉ်တုတ်တော်မှာလေတတိတံဘောဇဉ်ကို
ယုံနာဓမ္မသင်္ခါရတရားတို့ကိုတတိအမြဲတမ်းတတိသာထားနေမယ်ဆိုရင်တဲ့ယုံနာဓမ္မသင်္ခါရတွေဖြစ်တိုင်းပြတိုင်းတတိထားနေမယ်ဆိုရင်အဲ့ဒီတတိကိုကျင့်ဖန်များစွာထားနေမယ်ဆိုရင်အဘိညာယဝိပဿနာဉာဏ်အစဉ်စဉ်တိုးတက်လာမယ်သံဘောဓာယမေဖို့ကိုရလာမယ်နိဗ္ဗာနာယနိဗ္ဗာန်အတွက်ဖြစ်မယ်အဲ့ဒါဘောဇဉ်အတိတ်ပဲဓမ္မဝိဇ္ဇာတံဘောဇဉ်ကိုယုံနာဓမ္မသင်္ခါရတရားတို့ကိုစုံစမ်းစစ်ဆေးနေမယ်ဆိုရင်ဓမ္မဝိဇ္ဇာဆိုတာ investigate လုပ်တာစုံစမ်းတာစစ်ဆေးတာခွဲခြမ်းစိတ်ဖြာတာဓမ္မဝိဇ္ဇာဓမ္မဝိဇ္ဇာတံဘောဇဉ်ဆိုတဲ့ခန္ဓာကိုယ်ထဲမှာအမြဲတမ်းယုတ်လားနာလားအနိစ္စလားဒုက္ခလားလို့ဒီတိုင်းကြည့်နေမယ်ဆိုရင်ဘာဝိတာဘဟုလိကတကျင့်ဖန်များစွာကြည့်နေမယ်ဆိုရင်တဲ့အဘိညာယတံဘောဓာယနိဗ္ဗာနာယဉာဏ်စဉ်တွေတက်လာမယ်မေဖို့နိဗ္ဗာန်ရမယ်နိဗ္ဗာနာယတံဝတ္တတိနိဗ္ဗာန်အတွက်ဖြစ်မယ်ဆိုတော့ဒါကိုပဲအကျဉ်းချင်းပွားနေဖို့ပဲတိတ်တွန်းတာဝိရိယတံဘောဇဉ်ကိုယုံနာဓမ္မသင်္ခါရတွေဖြစ်တိုင်းဖြစ်တိုင်းဝိရိယနဲ့အာစိတ်ပြီးကြည့်နေမယ်ဆိုရင်တဲ့အကျဉ်းချင်းကြည့်မယ်ဆိုရင်ဘဟုလိကတမရသေးတဲ့ဉာဏ်စဉ်တွေရလာမယ်မေဖို့ကိုရမယ်နိဗ္ဗာန်ကိုရမယ်တော့ပီတိတံဘောဇဉ်ဒီယုံနာဓမ္မသင်္ခါရကိုပျော်ပျော်ရွှင်ရွှင်ကြည့်မယ်ဆိုရင်ကြည့်တဲ့အခါလေးပျော်ပျော်ရွှင်ရွှင်ကြည့်ရမယ်ပျော်ပျော်ရွှင်ရွှင်ကိုပဲအကျဉ်းချင်းရှုအဲ့ဒီလိုရှုနေမယ်ဆိုရင်တော့မတည့်သေးတဲ့ဉာဏ်စဉ်တွေမေဖို့တွေနိဗ္ဗာန်တွေရမယ်ပတ္တိတံဘောဇဉ်ကိုငြိမ်းအေးစွာတည်ငြိမ်စွာငြိမ်းအေးစွာအေးဆေးဆေးလေးထားပြီးတော့ဒီယုံနာဓမ္မသင်္ခါရကိုကြည့်ရှုနေမယ်ဆိုရင်အကျဉ်းချင်းကြည့်ရှုမယ်ဆိုရင်ဘာဝိတာဘဟုလိကတဘာဖြစ်မလဲအခုနကပြောတဲ့အတိုင်းပဲဉာဏ်စဉ်တွေတက်လာမယ်မေဖို့ရမယ်နိဗ္ဗာန်ရမယ်စကလုံးက၃ခုအဘိညာယဉာဏ်စဉ်တွေဖြစ်မယ်တံဘောဓာယမေဖို့ကိုရမယ်နိဗ္ဗာနာယနိဗ္ဗာန်ရောက်မယ်အဲ့လိုရောက်ဖို့အတွက်ဘာဝိတာပွားများရမယ်တဲ့ဘဟုလိကတအကျင့်များစွာပွားများရမယ်ဘာဝိတာပွားများသည်ရှိသောဘဟုလိကတအကျင့်များစွာပွားများအပ်သည်ရှိသောနောက်ပြီးတော့တမန္တိတံဘောဇဉ်တီတီကြီးကြီးသာကြည်နေမယ်ဆိုရင်တဲ့စိတ်တွေမပြန့်လွင်ဘဲနဲ့ဒီဖြစ်ပေါ်နေတဲ့ယုံ nant တရားတို့ကိုအနိစ္စဒုက္ခအနတ္တတရားတို့ကိုကြီးကြီးဖြူဖြူသာ